ရာလေးစီမှာကျွန်တော်ရဲ့ဓာတ်လုံးတစ်လုံးရှိတယ်အဲ့ဒီဓာတ်လုံးနဲ့ level တွေအဆင့်တွေမြင်လိုက်တာဖြစ်မယ် ခင်ဗျာအခုဘယ်ကနေဆက်လာလဲဒါ ဒါမာဂရက်တိုင်းက လောက်ပြန်ဘယ်မှာကြတော့ကြရပြမဟုတ်ဘူးပေါ့ ခင်ဗျာ လူပြမဟုတ်ဘူးပေါ့ လူပြပဲလေဒါပေမဲ့မာဂရက်တိုင်းနဲ့က ဘာကိုင်းတော့ မာဂရက်တိုင်းလေ ဘာကြတော့ကြအမကြတော့ကြရလက်ကြိုင်းနဲ့အောက်ကြိုင်းလား မာဂရက်တိုင်းဆိုတာဒီမြန်မာနိုင်ငံမြေပုံကြီးမဲ့ဆိုဟိုးခြေတော်အောက်ဆုံးပိုင်းဟာ အောက်ကဆိုရင်ဟိုရန်ကုန်ဟိုအောက်ကဘယ်လိုဘာလို့တနေ့နိုင်တိုင်းအဲ့အမျိုးဘက်က မြန်မာနိုင်ငံမြေပုံခြေတော်ပိုင်းဟာလေဟိုးအောက်ဆုံးပိုင်း အောက်ဆုံးကဟုတ်ပါတယ်အောက်ဆုံးကဘယ်မှာလေးတော့ ဥပမာဟိုးဒီခြေတန်းနဲ့ချီညိုကြားတွေကအဆန်လေး ဟမ် ဒီအောက်ဆုံးချီညိုနဲ့ခြေတန်းကြားတွေကအဆန်လေး ဒီမျိုးနဲ့စီစံကြရ ဟုတ် ခဏစီမျိုးနဲ့စီစံကြလေးနဲ့မှနေလို့ဒီကနေ့ကပြောက်တာပေါ့နော်အထက်မှနေကနေ့ကပြောက်ကြအကြောင်းမရှိဘူးဆရာလေးဒီမှာလည်းတစ်လုံးလည်းမရှိဘူးနှလုံးလည်းမရှိဘူးဆရာလေးကလုံးဆိုလို့ဆိုမကိုင်းကျင်လို့နော်ဒီလားချင်းနေတာဆရာလေးကလုံးဆိုရင်ကိုင်းကုန်ကြဘူး ဆရာလေးရဲ့ပညာတွေနဲ့ကြောင်းတကောင်လွတ်လိုက်သေးတာလို့အဲ့ဒါဖုန်းဆက်ပြီးသားမေးကြည့်တာ မဆရာလေးကဘာပညာတက်လို့တော့ဘာပညာမှမတက်ဆရာလေးရဲ့ပညာတွေတဲ့ဇလုံးကိုယူလိုက်တာပေါ့ ဟုတ်ကဲ့ဆရာလေးကတက်လို့ပြီးတော့ဒီကာယဒိဋ္ဌိဉာဏဒိဋ္ဌိရဲ့ကျင့်စဉ်တွေကိုကျင့်ပြီးတော့ဒီအစွမ်းလေးပါရင်မြင်နေတော့ပြီ ဘာလို့လဲဆရာလေးကတတိယတော့အားဆိုဝိုင်းပုံမှပြင်မှာအားဆိုရင်တော့ယူလိုက်တော့မယ်နော် တက်လို့ကဒီလိုမျိုးကျွန်တော်ရဲ့ ဇလုံးကမှစွမ်းနေလို့ရှိရင်တော့အားတတိယယူလိုက်ပြီ ယူလို့မရဘူးအဲ့ဒီတက်လို့ကကျွန်တော်လူသားတွေကိုကယ်တင်နေရတာ လူသားတွေဘယ်လိုကတည်းမှအောင်ပြောပါဦး လူသားတွေဒီအနာယောဂရှိတဲ့လူတွေအဲ့ဒီတက်လုံးနဲ့ထိရနေအကုန်ပြောက် ဟော အဲ့ဒီတက်လုံးကစွမ်းနေ